EV ကဈေးကွက်လို့ပြောရင်အခုတော့နှစ်ပိုင်းရှိတယ် CPU နဲ့တွင်းလာတယ် SKT နဲ့ CPU မှာမှနှစ်ပိုင်းရှိတယ်ဆိုတော့လုပ်ငန်းသုံး taxi လေးတွေပေါ့အဲ့လာရဲ့လူစီကားလေးတွေပေါ့ဟို CPU လေးတွေအရင်ပြောပါဦးနော်နှစ်ခုစလုံးကအယောင်းဝယ်ကောင်းကြတယ်လူစီအိမ်သုံးကားမှလည်းလူတွေရဲ့ဝယ်လိုအားတအားစိတ်ဝင်စားမှုမြင့်တယ်အဓိကစိတ်ဝင်စားမှုမြင့်တဲ့အကြောင်းတရား EV ကောင်သုံးဆွဲသူတွေရဲ့အပိုင်းမှာ response ပေါ့ညင်တုံ့ပြန်ချက်ကကောင်းတယ်နော်ကောင်းတယ်နောက်တစ်ခုကစီကားတအားစေးကြီးလာစီကားတအားစေးကြီးရဲ့နောက်ွယ်မှာ EV ကအလိုလိုဈေးကွက်ပေါ်ရောက်လာတယ်ဆိုတာကိုလူတွေကတတိမမူပြီးတာဖြစ်နေတာပေါ့ဆိုတော့ EV ဈေးကွက်ကလောလောဆယ် AC ကားမှာတော်တော်ကြီးကိုရောင်းနေရလည်းကိုတွေ့ရပါတယ်တချို့လည်းတော်တော်များများ order လက်ခံနေတာလည်းလက်ခံရရှိထားတယ်လို့လည်းကိုကြားသိရတော့နော်နောက်တော့တက်စီလုပ်ငန်းသုံးပေါ့နော်တက်စီလေးတွေကရန်ကုန်မြို့သေးတက်စီသုံးဆွဲတဲ့လူတွေကလည်းသုံးဆွဲတဲ့နေရာမှာအဆင်ပြေလို့ပြောကြတယ်စီးပွားရေးလောက်ရတာအဆင်ပြေတယ်ပေါ့အဲ့ဒါလည်းရှိတယ်နော်နောက်တစ်ခုကမြို့သေးသုံးဆွဲသူတွေမဟုတ်ဘဲနဲ့အခုကအနေနဲ့ရက်မှာရှိတဲ့မြို့ပေါင်းစုံဒီတက်စီလေးတွေနဲ့ဆွဲကြတာလည်းပို့ပြီးတော့အဆင်ပြေတယ်အောင်မြင်ကြတယ်လို့လည်းကြားသိရတယ်ပေါ့နော်ဆိုတော့ဒါလုပ်ငန်းပိုင်းကတက်စီပဲရှိသေးတယ်နောက်ပိုင်းကလုပ်ငန်းသုံးဘတ်ကားတွေဝင်လာတဲ့အခါကျမှဒီတဲ့ပို့အဆင်ပြေတယ်ဆိုတဲ့အတန်လေးကြားရင်တော့ပိုကောင်းတော့ပေါ့နော်လုပ်ငန်းသုံးဘတ်ကားတွေကတော့ဘက်မှာကာစီနိုကတော့ကြီးမြင့်အောင်ကြီးမြင့်တဲ့အခါကျဒီကိုတွင်းနိုင်တဲ့လူကုမ္ပဏီကလည်းနေတယ်ရင်းနှီးမြှုပ်နှံမဲ့လူကလည်းလောလောဆယ်နေနေတာကိုတွေ့ရတော့ဒါတော့နိုင်ငံတော်အနေနဲ့တစ်ဖက်တစ်လမ်းစဉ်းစားမယ်ပိုင်းလေးဖြစ်တယ်ဆိုတော့ကိုစတော့ပြောသလိုပဲဒါတော့ CPU နဲ့တွင်းလာတာပေါ့နော် taxi တော့ဟိုအဆင်ပြေပါတယ်လူစီကားအောင်အဆင်ပြေတယ် SKT ကလည်းလောလောဆယ်မှာသက်စင်ထုတ်လုပ်နေတဲ့ brand ကုမ္ပဏီစက်ရုံက3-5ခုလောက်ရှိပါတယ်လောလောဆယ်ပြီးနေတဲ့စက်ရုံပေါ့နော်5ခုလောက်တော့ရှိမှတင်မှာအဲ့5ခုဆိုတော့လည်းသူ့အရေးအတွက်နဲ့သူထုတ်တဲ့လောက်ကိုလည်းရောင်းနေရတော့ကိုတွေ့ရပါတယ်ဆိုတဲ့အတွက်ကြောင့်လို့ EV ရဲ့လောလောဆယ်ဈေးကွက်ကပြောရရင်တော့2026ခုနှစ်မှာ EV ရဲ့ဈေးကွက်လာရအရင်နှစ်ကစာရင်အများကြီးတိုးတက်လာအောင်လည်းတွေ့ရတယ်ဈေးကွက်ကလိုအပ်ချက်ကလည်းမြင်လာတော့လည်းကိုလိုတွေ့ရပါတယ်ဆိုတော့ EV ဈေးကွက်ကလောလောဆယ်မှာအောင်မြင်တယ်လို့ပြောလို့ရပါတယ်ညီလေး